ဇလန်းအစမှာတော့တင်မောခန်းထဲမှာအဝတ်စားလဲနေတဲ့အမျိုးသမီးခီးတဲ့တယောက်ကိုဘေးခန်းကနေတင်မောကပတိန်ကချောင်းကြည့်နေတာကနေစတာပါသူကတော့ခိုးကြည့်တာမကောင်းဘူးဆိုပြီးမျက်စိလွှဲဖို့စူးစမ်းပေမဲ့စူးစမ်းကျင်စိတ်ကိုမထိန်နိုင်ပဲသူ့ဘာသာသူနေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဟိုလုံးဒီလုံးနေရင်ပြန်ကြည့်ချင်လာတာနဲ့အပေါက်လေးတွေကပြန်ချောင်းလိုက်ပါတယ်ကောင်မလေးကကုတ်ကိုဆွဲကျူးချွတ်တယ်လို့လုပ်နေပါတယ်တကယ်တော့သူ့ရေခွင်တွေကိုခွာနေတာပါအဲ့ဒီအချိန်မှာပဲသူလုံးဝမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်အဲ့ဒီနုမြတ်တဲ့အမျိုးသမီးဟာထဲကနေဆူရှာတဲ့အလင်းတန်းတွေထွက်လာတဲ့အခါမှာတော့ကပတိန်ချက်တယောက်လမ်းဖြန့်ပြီးနောက်ဆုံးရင်လဲကျသွားပါတော့တယ်အခုကြီးခံရမှန်းတည်သွားတဲ့အမျိုးသမီးကလည်းလန့်သွားပြီးအပေါင်းပါတွေကိုခေါ်ကာချက်ကိုအခန်းထဲမှာပိတ်လောင်ထားဖို့ပြောပါတယ်ချက်တယောက်တင်မောကိုမောင်းပြေးဖို့စူးစမ်းပေမဲ့ကတ်ဆိုးချင်တော့အင်ဂျင်ကဆက်လို့မရပဲပြက်နေတယ်လို့ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲဟိုလူစုကချက်အရှိမှတင်သူတို့ရဲ့အရေးခွန်တွေကိုပြန်ပြီးတိတိကျကျဖိကတ်လိုက်ကြပါတယ်ဒီတော့မှချက်တယောက်တိလိုက်ရတာကသူတင်မောပေါ်မှာရောက်နေတဲ့ခီးတဲ့တွေအားလုံးဟာလူအရေးခွန်ချုံထားတဲ့ဂျိုသားတွေဖြစ်နေတာပါပဲခေါင်းဆောင်လို့ထင်ရတဲ့သူကလည်းသူ့မျက်လုံးထဲကအလင်းတန်းကိုပြလိုက်ပြန်ပါတယ်ချက်ကတော့ဘာမပြောညာမပြောပင်လေတဲ့သူသာခုန်ချလိုက်ပါတော့တယ်ချက်ကတော့ကြောက်လန့်တကြားနဲ့ပင်လယ်ထဲခုန်ချပြီးထွက်ပြေးပေမဲ့ဒီသမုဒ္ဒရာကြီးထဲမှာဘယ်ပြေးလို့လွတ်မှာလဲဗျချက်ဘယ်လောက်ထွက်ပြေးနိုင်မှာမို့လို့လဲနောက်ဆုံးတော့သူတို့ကရမမှုဘူးဆိုတာတိလိုက်ရမှချက်တယောက်တင်မောပေါ်ပြန်တက်လာပြီးနှားရမ်းကားတွေလည်းမယူတော့ပါဘူးကျွန်တော်ကတော့မသက်ပါနဲ့ဆိုပြီးတောင်းပန်တိုးရှိုးပါတော့တယ်ချက်ကကြောက်လန့်ကတောင်းပန်ပြောဆိုနေပေမဲ့ခေါင်းဆောင်လို့သူကတော့အေးအေးဆေးဆေးအနာကက်လာပြီးချက်ကိုစကားပြောဖို့လုပ်ပါတယ်တကယ်တော့ဇက်ကြောင်းကဒီလိုပြလွန်ခဲ့တဲ့2ရက်ကချက်ဟာငွေ$9လောက်အတွက်စိတ်ကမ်းပိုင်ရှင်နဲ့စကားများနေရတဲ့အထိစင်းရဲမွဲတေနေတဲ့တင်မောသမားတစ်ယောက်ပါအဲ့ဒီအချိန်မှာတထေးပုံစံနဲ့လူတစုရောက်လာပြီးသူတင်မောကို29ရက်ကြာငားမယ်ဆိုတော့သူဝမ်းသာအားရလက်ခံခဲ့တာပေါ့သူတို့ပေးတဲ့ကိုအော်ဒီနိတ်တွေအတိုင်းမောင်းလာပြီးသူတို့ပင်လယ်ထဲဆင်းရှာနေတဲ့ထူးဆန်းတဲ့အရာတွေကိုမြင်တော့လေချက်ကစူးစမ်းကျင်စိမ့်နဲ့သူကိုယ်တိုင်စိတ်ရောကိုယ်ပါနှစ်ပြီးလိုက်လုပ်ခဲ့ပါတယ်အဲ့ဒီတုန်းကတော့သူတို့တဲက KT ဆိုတဲ့အမျိုးသမီးကဒါတွေဟာပြလိုက်ကိုရောင်းမဲ့ရှားပါကမာကောင်ကြီးတွေပါလို့ပြောဆိုခဲ့လို့ချက်လဲအဲ့အတိုင်းယုံနေခဲ့ပါတယ်ချက်တယောက် KT ကိုခိုးကြည့်ပြီးကြောက်သွားခဲ့တဲ့နေရာကနေပြန်ဆက်ကြပါစို့သူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကအင်တာရီယာဂျိုကနေကဘာမြေကိုရောက်လာခဲ့တဲ့ဂျိုသားတွေပါသူတို့တီထောင်ခဲ့တဲ့အတ္တလန်တမြို့တော်ကြီးပျက်စီးပြီးရေအောက်နစ်မြုပ်သွားချိန်မှာသူတို့ရဲ့အဖွဲ့သားချိုကဘာမြေမှာကြံရစ်ခဲ့ပါတယ်အခုသူတို့ပြန်လာရတာကတော့အဲ့ဒီရေအောက်ကအတိတ်ကအကျွင်းကျန်တွေနဲ့ကြံရစ်သူတွေကိုပြန်ခေါ်ဖို့ပဲဖြစ်ပါတယ်သူတို့ကချက်ကိုအခုလိုဂတိပေးလိုက်ပါတယ်ငါတို့မင်းကိုဘာအနေနဲ့မှမပေးပါဘူးမင်းဘက်ကဆက်မငားချင်ဘူးဆိုရင်လေငါတို့တခြားတင်မောရှာပါမယ်ဒါပေမဲ့မင်းရဲ့ငှားရမ်းကားကိုတော့တပြားမကြံပေးပါမယ်ချက်လဲပြောသွားပြီးသူတို့နဲ့ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်